အားလုံးလည်းမင်္ဂလာလက်နဲ့ခင်ပါရှင်ကျွန်မဒီနေ့ခေါင်းစဉ်ကအခန်းစနစ်လူပင်ပန်းပါရှင်နည်းနည်းလေးတော့ကြာသွားတယ်ဒီခန်းလေးကိုပြောဖို့အတွက်လူပင်ပန်းတွေကကျန်းစာနဲ့ဒဏ္ဍာရီပါအကြောင်းအရာများဖြစ်လို့ဒေးဗစ်နဲ့ကိုလာတို့ရဲ့မြေမှာအမှတ်တရအများကြီးနဲ့ပါကျမရဲ့သူတေသနအမြင်အရဆိုရရင်ဒီပြည့်နဲ့ရရှိတဲ့သူပင်လယ်ပြောတဲ့သူပါဂရိကလာတာပါကနေဦးဂရိလူမျိုးများပါဖိလစ်စတင်းလူမျိုးများလို့ခေါ်ပါတယ်လူမနေတဲ့ကျိုးမှာတိုက်ခိုက်ကြခြင်းပါရှင်းလင်းရတဲ့အပြာရောင်လူပင်ပန်းများနဲ့ဖုတ်အုပ်ထားတဲ့တောင်ကုန်းများဟာလှပတဲ့နွေရာသီအရင်ပန်းများနဲ့အတူရှိပါတယ်အဲ့ဒီနေရာကတော့တယ်ဆူချိုပါအီမဟာအီလာပါကျန်းစာမှာပြောပြထားတာကတော့ဂျိုးစွာအနိုင်ရတဲ့မြို့ပါဒူရမှာရှိတာပါရှင်ဒူရဆိုတာဟာတောင်တွေနဲ့ရှိတယ်အဲ့ဒီမှာအခြေချနေထိုင်တဲ့ဒူတွေနဲ့ဒူတွေရဲ့နေရာပါရှင်ရိုးရဆိုရရင်ဂျေရုဆလင်နေရာပါIsrael နဲ့ West Bank အပိုင်းမှာပါယူဒာဟာအဓိကကျတဲ့နေရာပဲဆိုတာကိုကျမ်းစာမှာဖော်ပြထားပါတယ်ပြီးတော့ဝိညာဉ်ပိုင်းရအောင်နိုင်ငံရေးအမြင်ရရောဘုရားသခင်ရဲ့နောက်လိုက်များရဲ့နေရာပါယူဒာနဲ့ဆမာရီယာဆိုတဲ့နေရာဟာရှေးအောင်သူတေသနဌာနပေါင်း2600ခန့်ရှိပြီးကမ္ဘာတော်ဝန်မှာကြော်ကြားတဲ့မှတ်တမ်းဝင်နေရာများဖြစ်ကြပါတယ်66နဲ့135 BCE ကာလများအကြောင်းကိုပြန်တွေးကြည့်လိုက်မယ်ဆိုရင်ဒူရနေဂျူလူမျိုးများရဲ့ရောမအင်ပါယာကိုဆန့်ကျင်တဲ့စစ်ပွဲများဟာတမိုင်းကြောင်းအရပေါ်လာပြီးရောမတွေဟာဂျူးတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေရှိခဲ့ပြီးဂျူရီဇင်ဘာသာကိုတားမြစ်မှုတွေလည်းရှိခဲ့ပါတယ်။ဆရာရောင်ဆိုတာဟာမှန်တရားရဲ့အယောင်ပဲဖြစ်ပြီးဒါကြောင့်မို့လို့အဲ့ဒီအနံ့ကိုခံစားလိုက်ပါ။ဝါကြဆိုလားဒုဒဘက်ကိုပါ။လျှိုးရဲ့စံချေတဲ့လူပင်းပန်းတွေရဲ့အနံ့ကိုရှာကြည့်လိုက်ရအောင်။အဲ့ဒီအကြောင်းကကြပြားတွေထဲမှာပါပြီးသားပါနင်းနင်းပုဂ္ဂလိကသူတေသနစာရန်ပြုစုသူနင်းနင်း NGO ကျေးဇူးပါနာယကတတ်တယ်ကျမဒီစာကိုဘာကြောင့်ရေးရတယ်လဲဆိုရင်ကျမရဲ့ IP တော့ပေါ့နော် Israel ရဲ့ intellectual property right ရေးရခြင်းဖြစ်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်